ဒီညလည်းအဲ့လိုမပြောပါဘူးပျောက်ဆုံးနေတဲ့အရာတွေကိုအထီးကျန်စွာရှာဖွေရင်းနဲ့ပဲဒီတညလည်းဝေဝါးဝါးနဲ့ဒီလိုပဲကုံဆုံးတော့မှာပါမူးနောက်ခံစားချက်တွေရီဝေခံစားချက်တွေကဘာအဓိပ္ပာယ်ဖော်ဆောင်နေလဲဆိုတာကိုအတိဆုံးပါပဲဒီလိုနဲ့ပဲအနာဂတ်အတွက်လုံရင်းကာရင်နဲ့ပဲနောက်တနည်းဆိုတာယူရောက်လာတာပဲလေ